ဒီမျိုးသမီးရဲ့လက်ချောင်းဟာရုတ်တရက်အကြီးပြောပြီးပြုတ်ကျသွားခဲ့တယ်အဲ့ဒီနောက်သူမရဲ့ခြေထောက်တွေကလည်းစီးကက်နေတဲ့ကန်တော့ကန်အကြီးအိုင်ချစ်အကြီးပြောလာတာကိုသူမခန်းစားလိုက်ရတယ်သူမနေနဲ့မိမိကိုဘာတွေချစ်ပြစ်နေမှန်းနားမလည်နိုင်ခင်မှာပဲရုတ်တရက်ဆိုသလိုသူမရဲ့တကိုယ်လုံးဟာအိုင်စကရင်တစ်ချောင်းလိုအကြီးပြောကျသွားပါတော့တယ်ဆိုင်ရှင်ချစ်သူကသူမကိုအနီးကပ်လာကြည့်တဲ့အခါမှာတော့အဲ့ဒီမိန်းကလေးရဲ့မျက်နှာစိတ်ပိုင်းအနှဲငယ်လောက်သာမြင်တွေ့ရတော့တဲ့ဆိုင်ရှင်ကသူမကိုစူးစိုက်ကြည့်ပြီးနောက်သူလက်ညှိုးနဲ့တို့ယူကမြည်ဆန်းကြည့်လိုက်တဲ့သူ့အနေနဲ့အရသာကိုသဘောကျသွားပုံရတယ်တကယ်တော့မိန်းကလေးကပိုပြီးလှပလေလေအဲ့ဒီမိန်းကလေးစီကနေရလာတဲ့အိုင်စကရင်ကပိုပြီးအရသာရှိလေဖြစ်ပါတယ်ခန့်အကြာမှာတော့ကျန်ရှိနေတဲ့မိန်းကလေးရဲ့မျက်နှာတစ်ဝက်ဟာလည်းလုံးဝရည်ပြော်သွားပြီးသူမရဲ့တွားထင်းကျိုးဖရုံစီလေးတာကျန်ရဲ့ပါတော့တယ်ဒါပုံမြင်တော့ဆိုင်ရှင်ကကြောက်မက်ဖွယ်ပြုံးတစ်ခုကိုပြုံးလိုက်ပြီးကျန်းတိုက်မော်ပုံနဲ့ကျန်းပြင်ကိုတက်ရှိရေးလောက်ကရည်ပြော်သွားတဲ့အကျွင့်ကြံတွေကိုဘူးတစ်ခုတည်းထည့်လိုက်တယ်ပြီးနောက်ရောင်းချဖို့အတွက်စင်ပေါ်မှာတင်ထားလိုက်ပြီးနောက်ထပ်လာမဲ့ဝယ်သူကိုစောင့်ဆိုင်နေပါတော့တယ်ဒါတွေအားလုံးကိုမြင်တွေ့ပြီးတဲ့နောက်မှာတော့ခင်ဗျားတို့ကိုတော့မတီးဘူးကျွန်တော်ကတော့လောလောဆယ်ပဲအိုင်စကရင်ကိုမှစားတော့မှမဟုတ်ဘူး